မင်္ဂလာပါ Superhero Spotlight ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Daredevil vs Punisher Means and Ends ဆိုတဲ့ comic ကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒူးစရိုက်လောကရဲ့ BNG ကင်းပင်ပြုတ်သွားကြတဲ့ကအရှိဘက်ကံရိုးရန်ရဲ့မြေအောက်လောကတဝက်လောက်ဟာဖျို့ဖျဲတွေဖြစ်ကုန်ပါတယ်အာနာမတ်တဲ့ရာဇဝတ်သားအလုံးကကင်းပင်နေရာကိုရဖို့အတွက်အလူရက်စူးစမ်းနေကြပါတယ်ဒီနယ်မြေတွေကိုအခုလောလောဆယ်စုစည်းဖို့စူးစမ်းနေတဲ့သူက Hammerhead လို့အမည်ရတဲ့ရာဇဝတ်ဂိုင်းကောင်းဆောင်တူဖြစ်ပါတယ်သူကဒူးစရိုက်လုပ်ငန်းတွေကိုဘလို့ကင်တွယ်ရမလဲကောင်းကောင်းသိတယ်ကြောက်စိတ်နဲ့အုပ်ချုပ်တတ်တယ်ပြီးတော့ရာဇဝတ်သားတွေကိုဘလို့ထိန်းရမလဲဆိုတာသူနားလည်ပါတယ် Hammerhead ကအီတလီနွယ်ဝါးတစ်ယောက်ဖြစ်ပြီးငယ်စဉ်ကတည်းကရာဇဝတ်မှုလောကတွေကိုရောက်ခဲ့တာပါသူဟာ1920ပြည့်နှစ်တွေက El Capone တို့လိုလူမိုက်ဂိုင်းစတိုင်ကိုအရန်သဘောကျသူဖြစ်လို့အမြဲတမ်းဝတ်စုံပြည့်စုတွေဝတ်ပြီးရှေးကြတဲ့ပုံစံမျိုးနေထိုင်တတ်ပါတယ်သူရဲ့နာမည်ကျော်ကြားရတဲ့အကြောင်းရင်းကတော့သူ့ရဲ့ခေါင်းကြောင့်ပါရံပွဲတစ်ခုမှာဥကောင်းကိုပြင်းထန်စွာဒဏ်ရာရပြီးတဲ့နောက်မှာဆရာဝန်တစ်ယောက်ကသူ့ရဲ့ဥကောင်းကို adamantium သို့မဟုတ်အချို့ version တွေမှာ steel သတ္ထုပြားတွေနဲ့အစားထိုးပြုပြင်ပေးခဲ့ပါတယ်ဒါကြောင့်သူ့ရဲ့ဥကောင်းကပြားချက်နေပြီးတော်တော်မှကြောပါတယ်သူဟာဒီကောင်းနဲ့ပဲတိုက်ခိုက်တဲ့အခါရန်သူတွေကိုစောင့်ပစ်တာနယံတွေကိုတိုက်ခွဲတာမျိုးတွေလုပ်နိုင်ပါတယ်ဇလန်ကိုပြန်ဆက်ရအောင်ရာဇဝတ်သားတွေဆိုရင်အရှင်မထားတတ်တဲ့ Punisher ကလစ်လက်နေတဲ့ကင်းပင်နေရာကိုလူယူကျင်နေတဲ့ Hammerhead ကိုတေချာကွင်းဆင်ပြီးတတ်ဖို့သုံးဘက်တိတိငြိမ်နေခဲ့ပါတယ်အခုဆိုရင် Punisher ကနောက်ထပ်ကင်းပင်ဖြစ်လာနိုင်တဲ့ Hammerhead ကိုလောက်ကြံဖို့စနိုက်ပါနဲ့ချိန်နေပါတယ် Hammerhead ကိုတော့ The Jacket ဆိုတဲ့ villain နဲ့အတူတူတွဲမြင်ရမှာဖြစ်ပါတယ် The Jacket ရဲ့နာမည်ရင်းကတော့ Miles Warren ပဲဖြစ်ပါတယ် Miles Warren ဟာ Empire State တက္ကသိုလ်ကဇီဝဗေဒ Professor တစ်ယောက်ဖြစ်ပြီး Spider-Man ရဲ့ဆရာလည်းဖြစ်ပါတယ် Jacket ကကိုယ်ပွားပြုလုပ်တဲ့ပညာရပ်မှာဆရာတစုဖြစ်ပါတယ် Spider-Man ရဲ့ကိုယ်ပွားတွေကိုသူပဲဖန်တီးခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ဇလန်ကိုပြန်ဆက်ရမယ်ဆိုရင် The Jacket နဲ့အတူရှိနေတဲ့ Hammerhead ကို Punisher စနိုက်ပါနဲ့ကိစ္စချော်ပေးဖို့လုပ်နေတော့မှာပဲတစုံတစ်ယောက်ကဝင်နောက်ရှက်တာခံလိုက်ရပါတယ်နောက်ရှက်တဲ့သူကတော့မျက်အမြင်ရှိနေလူစွမ်းကောင်းကြီး Daredevil ပဲဖြစ်ပါတယ် Daredevil နောက်ရှက်တာကြောင့် Punisher ရဲ့ပြစ်မှတ်လည်းချော်ထွက်သွားခဲ့ပါတယ် Daredevil ကတော့ Punisher ကိုသူ့မျိုးထဲကနေထွက်သွားခိုင်းပါတယ် Punisher ကလည်းငါတို့ကြောင်နဲ့ကြွက်လိုမျိုးစိန်ပေးလိုက်တဲ့ကစားနေရ2လတောင်ရှိသွားပြီးစောက်ကန်းရည်တို့ပြောရင်ရှိသမျှလက်နက်ခဲယမ်းတွေနဲ့ Daredevil ကိုပြစ်ခတ်နေပါတယ် Daredevil ကလည်းကြီးစံတွေကိုကောင်းကောင်းကြီးရှောင်ပြနေပါတယ် Punisher က Daredevil ရဲ့မျက်စံမှုနဲ့ကျွမ်းကျင်တဲ့တိုက်ခိုက်ရေးပညာတွေကိုအတိမတ်ပြုရင်းတိုက်ခိုက်နေပြန်ပါတယ်သူတို့နှစ်ယောက်တိုက်ခိုက်နေရင်ရဲတွေလည်းရောက်လာကြပြီဖြစ်လို့ Punisher ကမီးခိုးပုံးကျဲတိုက်ပေါ်ကနေပြတင်းပေါက်မှန်ခွဲပြီးထွက်ပြေးသွားပါတယ် Daredevil ကတော့ Punisher ပြစ်လိုက်တဲ့မီးခိုးငွေတွေကြားမှာကြမ်းခဲ့ပါတယ်နောက်တစ်ပတ်အကြာမှာတော့လမ်းဘေးကလူတွေပြည်တစားတွေနဲ့ဆိုင်ရှင်တွေအကုန်လုံးကို Hammerhead ဂိုင်းကပတ်စံနဲ့ဝယ်ချင်းချောက်ပြီးသူတို့ရဲ့လူယုံတွေဖြစ်အောင်လုပ်လိုက်ပါတယ် Punisher ကိုလည်းဒေါ်လာ10 သန်းစုကြေးထုတ်ထားလိုက်ပါတယ်ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာဘဝဒုက္ခတွေကိုအကြောင်းပြပြီး Hell's Kitchen တစ်မျိုးလုံးကိုစစ်တလင်းဖြစ်အောင်လုပ်နေတဲ့ Punisher ကိုလည်း Daredevil ကကြည့်မရတော့ပါဘူး Hammerhead ကိုတတ်ဖို့လက်မလျှော့သေးတဲ့ Punisher က Hammerhead နေနေတဲ့အဆောက်အုံကြီးကိုအဝေးတနေရာကနေထောက်လန်းလေ့လာနေပါတယ် Hammerhead က The Jacket နဲ့ပူးပေါင်းနေတဲ့အတွက်နှစ်ကောင်လုံးကို Punisher ကအမြင့်ပြတ်ရှင်းပစ်ချင်နေတာဖြစ်ပါတယ်ဒါပေမဲ့ Punisher နီးတူ Hammerhead တို့ကိုစောင့်ကြည့်နေတဲ့သူကတော့ Daredevil ပဲဖြစ်ပါတယ် Punisher လည်းသူ့လိုပဲကွင်းစင်းထောက်လန်းနေတဲ့ Daredevil ကိုမြင်သွားခဲ့ပါတယ် Punisher လည်း Daredevil ကိုမြင်သွားပြီးတဲ့နောက်မှာအဲ့ဒီနေရာကနေပြန်လည်ထွက်ခွာသွားခဲ့ပါတယ်စိတ်ထဲမှာတော့ Daredevil ရဲ့ခံယူချက်တွေနဲ့လူမတက်ရစီးမြင်တွေကအသုံးမဝင်ကြောင်း Punisher ကတွေးရင်းနဲ့ပဲမြို့ရဲလမ်းလျှောက်နေပါတယ် Punisher ကသူ့ရဲ့အစီအစဉ်တွေကို Daredevil ကဖျက်ဆီးပစ်လိုက်တဲ့အတွက် Hammerhead တို့ကိုပြန်တက်ဖို့အချိန်အနည်းငယ်လောက်ပုံနေဖို့ဆုံးဖြတ်ထားပါတယ် Hammerhead တို့ရဲ့အလစ်ကို Punisher ကပြန်စောင့်နေမှာဖြစ်ပါတယ်ဒီကြားထဲလမ်းမှာစေးသမားကလေးလေးတယောက်ကအသီးစိတ်လွတ်ပြီးသူ့ကိုဓာတ်နဲ့လာထိုးဖို့ကြိုးစားနေလို့ Punisher ကလဲပင်ချိုးပြီးဇီဝင်ချုပ်ပေးလိုက်ရပါသေးတယ်ဒီလိုနဲ့ Punisher ကစားသောက်ဆိုင်တစ်ဆိုင်ထဲကိုဝင်သွားခဲ့ပါတယ်စားသောက်ဆိုင်ထဲရောက်တော့ဆိုင်ပိုင်ရှင်နဲ့သားဖြစ်သူကဖူးရောင်နေအောင်အထိုးခံရတာကို Punisher တယောက်သတိထားမိခဲ့ပါတယ်ဆိုင်ပိုင်ရှင်နဲ့သားဖြစ်သူကမျက်နှာမှာရောင်ကိုင်းနေပေမဲ့လည်းကြောက်ကြောက်လန့်လန့်နဲ့သူတို့အလုပ်ကိုဆက်လုပ်နေကြပါတယ်Punisher ကတော့ဇပွဲတစ်ခုမှာနေရာယူရင်းမန်နျူးစာကိုထောင်ထားပြီးသူ့ရဲ့တနက်ကိုဖွက်ထားလျက်နဲ့အခြေအနေကိုအကဲခက်ကြည့်နေပါတယ်ဖြစ်ချင်တော့ Punisher ရဲ့တေဆုံးသွားတဲ့ဇနီးတန်နဲ့တူတဲ့ဇပွဲတို့မလေးကို Punisher တယောက်မြင်သွားတဲ့အခါမှာ Maria လားဆိုပြီးမှားခေါ်လိုက်မိရဲ့အထိမြင်သက်သွားခဲ့ပါတယ်ဇပွဲတို့မလေးရဲ့နာမည်ကတော့ Mary ဖြစ်ပြီးသူကကောလိပ်တက်တော့မဲ့အကြောင်းသူသဘောကျနေတဲ့ကောင်လေးအကြောင်းနဲ့ဒီနေ့ရဲ့အထူးဟင်းလျာအမဲသားလုံးတွေအကြောင်းကိုတောက်လျှောက်ပြောနေခဲ့ပါတယ် Punisher ကလည်းသူပြောသမျှဆက်ပြီးနားထောင်နေမိခဲ့ပါတယ်အဲ့ဒီအချိန်မှာဆိုင်ထဲကိုဆက်ကြီးလာကောက်တဲ့ Hammerhead ဂိုင်းကလူ2ယောက်ဝင်လာခဲ့ပါတယ် Punisher ကသူတို့ကိုမြင်ချင်းပဲဇပွဲတို့မှလည်း Mary ကိုနောက်ဖက်တကားပေါက်ကနေထွက်ပြေးခိုင်းနေပါတယ် Mary က Punisher ပြောတဲ့အတိုင်းမလုပ်ပဲ
ကြောက်နဲ့စပွဲကုံကိုသာအဝိနဲ့တုံနေပါတယ်ဆိုင်ရှင်ကတော့အဲ့ဒီလူနှစ်ယောက်ကိုဆက်ကြေးပေးပြီးပြန်လွှတ်လိုက်ပါတယ်ဖန်နီရှာလည်းအရေးကဲကြည့်ပြီးဆိုင်ထဲကနေထထွက်သွားဖို့ပြင်ပါတယ်ဆိုင်ရှင်ကလည်းဖန်နီရှာကိုအနောက်တကားပေါက်ကပဲထွက်သွားဖို့အကြံပြုလိုက်ပါတယ်ဆိုင်အနောက်တကားပေါက်ကနေအပြင်ကိုထွက်လာတဲ့နောက်မှာတော့ဆိုင်ရှင်ရဲ့သားဖြစ်သူမာတင်ကိုဒီဆိုင်မှာကြုံနေရတဲ့ပြဿနာအကြောင်းဖန်နီရှာကမေးလိုက်ပါတယ်ကောင်လေးကလည်းဟိုလူနှစ်ယောက်ကကာကွယ်ပေးကအနေနဲ့ဆက်ကြေးလာတောင်းတာဖြစ်ကြောင်းနဲ့ဟက်တာနီနိုဆိုတဲ့နာမည်တစ်ခုကိုပေးခဲ့ပါတယ်ဖန်နီရှာလည်းသူလိုအပ်တဲ့အချက်လက်ရရှိသွားပြီဖြစ်လို့ကောင်လေးရှိကနေချက်ချင်းကြောခိုင်းထွက်သွားခဲ့ပါတယ်ဖန်နီရှာထွက်သွားပြီးချင်းကောင်လေးမာတင်လည်းဘိုက်အောင်လို့စေကန်းသွားပြမယ်လို့အိမ်ကိုလိန်ပြောပြီးအပြင်ကိုရုတ်တရက်ထွက်ပြေးသွားခဲ့ပါတယ်အမှန်တော့မာတင်ကဖန်နီရှာရဲ့အနောက်ကိုလိုက်ချောင်းတာဖြစ်ပါတယ်ဖန်နီရှာကိုမာတင်တွေ့တဲ့အချိန်မှာသူ့မိသားစုကိုဆက်ကြေးကောက်နေတဲ့လူမိုက်တွေကိုဖန်နီရှာကအကုန်ပြစ်တက်နေတဲ့မြင်ကွင်းကိုပဲတွေ့လိုက်ရပါတယ်ဖန်နီရှာလည်းလူမိုက်တွေအကုန်လုံးကိုတက်ပစ်ပြီးတဲ့နောက်မှာမာတင်ကကျေးဇူးတင်လွန်လို့ဖန်နီရှာကိုဖတ်လိုက်မိပါတယ်ဖန်နီရှာကတော့ဒီကိစ္စတွေမာတင်မြင်ခဲ့ကြောင်းမာတင်ရဲ့ဖခင်ကိုပြန်မပြောဖို့ဂတိတောင်းလိုက်ပြီးရဲတွေမကြခင်လာတော့မှမို့လို့ကောင်လေးကိုဒီနေရာကနေထွက်သွားဖို့ပြောလိုက်ပါတယ်ကောင်လေးကလည်းသူ့အိမ်ကိုပြန်သွားသလိုရာဇဝတ်ကောင်တွေကိုအပြစ်ပေးဖို့အမြဲတမ်းအစင်သေးဖြစ်နေတဲ့ဖန်နီရှာကလည်းမနှက်ဖြန်ကြရင်သူ့ရဲ့အစီအစဉ်တွေကိုစတင်ဖို့အားခဲထားပါတယ်နောက်တနေ့ကျတော့ဟမ်မာဟက်ဂိုင်းကလူတွေကသူတို့ကိုဆက်ကြေးပေးနေကြကုံစုံဆိုင်ရှင်တယောက်ကိုဖန်နီရှာကိုတိတ်တဆိတ်ကူညီနေတယ်လို့ဆွဆွဲပြီးထိုးနှက်နေခဲ့ပါတယ်ဒါအပြင်ဖန်နီရှာကဟမ်မာဟက်ရဲ့မူရစေးချက်တဲ့နေရာ3နေရာလောက်ကိုမီးရှို့ဖျက်ဆီးပြီးဟမ်မာဟက်ရဲ့လက်အောက်ငယ်သား23ယောက်ကိုတပ်ပစ်ခဲ့ပါသေးတယ်ရဲတွေကတော့ဟမ်မာဟက်ကိုအရင်မလိုက်နိုင်သေးပဲဟမ်မာဟက်ရဲ့လူတွေကိုတော့မဖမ်းမိနိုင်သေးပါဘူးဒဲဒဗယ်လည်းဟမ်မာဟက်လူတွေတောင်းကျမ်းသွားခဲ့တဲ့ကုံစုံဆိုင်ကိုရောက်လာပြီးဒီကိစ္စတွေကိုဖြေရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဆိုင်ရှင်ကတော့မျက်နှာတွေဖူးယောင်နေပြီးတေဆုံးသွားခဲ့ပါတယ်ရဲရာရှိကဒီဆိုင်ရှင်ကိုတတ်သွားတဲ့လူ2ယောက်ရဲ့နာမည်ကိုခန့်မှန်းပြီးဒဲဒဗယ်ကိုပြောလိုက်ပါတယ်သူတို့ကဟမ်မာဟက်ရဲ့လူ2ယောက်ဖြစ်တဲ့ဂျင်မီဆွစ်နဲ့Swedish Dan တို့ဖြစ်ပါတယ်ဒီနယ်မြေတစ်ဝိုက်မှာတောင်းကျမ်းနေလေရှိတဲ့သူတွေကိုရဲတွေကလည်းသိနေတာကြောင့်ပါကုံစုံဆိုင်ရှင်သေဆုံးသွားတာကိုဖန်နီရှာကလည်းသိနေပါတယ်ဘာကြောင့်လဲဆိုတော့သူလည်းအဝေးတနေရာကနေဒီအခင်းဖြစ်ရာနေရာကိုပုံးကွယ်ပြီးချောင်းကြည့်နေခဲ့လို့ပါဖန်နီရှာကဂျင်မီဆွစ်နဲ့ Swedish Dan တို့2ယောက်ကိုလမ်းပေါ်မှာမြင်ခဲ့ပေမဲ့လူကြားထဲမှာဖြစ်နေတာကြောင့်အခုအချိန်မှာတော့ဘာမှမလှုပ်ရှားဖို့ဆုံးဖြတ်လိုက်ပြီးအဲ့ဒီလူ2ယောက်နောက်ကိုနောက်ရောက်ခံလိုက်လာပါတယ်ဂျင်မီဆွစ်နဲ့ Swedish Dan တို့2ယောက်ကလည်းသူတို့နောက်ကိုဖန်နီရှာလိုက်လာခဲ့မှန်းသိပါတယ်။ဒါကြောင့်လူရှင်နဲ့ဘူရာယုံနာရောက်တဲ့အခါမှာဟမ်မာဟက်ရဲ့လူတွေနဲ့အတူဂျင်မီဆွစ်နဲ့ Swedish Dan တို့ကဖန်နီရှာကိုတနက်တွေနဲ့ချိန်ထားပြီးထောင်ချောက်ဆင်ဖမ်းလိုက်ကြပါတယ်။ဟမ်မာဟက်ရဲ့လူတွေကတနက်တွေနဲ့ဝိုင်းပစ်တော့ဖန်နီရှာလည်းရှောင်တိန်ခဲ့ပေမဲ့ခြေထောက်တစ်ဖက်ကိုတနက်ထိသွားခဲ့ပါတယ်။ဒါပေမဲ့ဖန်နီရှာကပစ္စတိုတစ်လက်ပြန်ထုတ်ပြီးပစ်တဲ့အပြင်နောက်လက်တစ်ဖက်ကနေလည်းမီဂိုဘုံတစ်လုံးကိုကျဲထည့်လိုက်ပြီးမြင်ကွင်းကနေခဏပြောက်သွားပါတယ်။ဟမ်မာဟက်ရဲ့လူတွေလည်းအပြစ်အခတ်တွေကိုခဏရက်လိုက်ပြီးဖန်နီရှာကိုလိုက်ရှာကြပါတယ်။ဒါပေမဲ့ဖန်နီရှာကတော့မီဂိုငွေတွေကြားထဲကနေထွက်လာပြီးဟမ်မာဟက်ရဲ့လူတွေကိုအနောက်ကနေတနက်နှစ်လက်နဲ့ရှယ်ပစ်ပါတော့တယ်။ဟမ်မာဟက်ရဲ့လူတွေလည်းဖန်နီရှာအပြစ်တက်လိုက်လို့အကုန်ရှော့သွားကြပါတယ်။ဂျင်မီဆွစ်တယောက်ပဲကျန်ခဲ့ပြီးထွက်ပြေးလွတ်မြောက်သွားပါတယ်။ဂျင်မီဆွစ်လွတ်သွားတာကလည်းဖန်နီရှာမှာကြီးကုံသွားတဲ့အပြင်ခြေထောက်လည်းဒဏ်ရာရထားလို့ဖြစ်ပါတယ်။မဟုတ်ရင်သူလည်းရှော့မှာပါ။ဖန်နီရှာကယ်တင်ခဲ့တဲ့ကောင်လေးမာတင်ကတော့နောက်ထပ်ဟမ်မာဟက်ဂိုင်းကလူတွေဆက်ကြီးလာကောက်မှာကိုကြောက်တဲ့အတွက်တနက်တစ်လက်ကိုခိုးဝယ်လာခဲ့ပါတယ်။ဒီတနက်ကိုမာတင်ကအမားဖြစ်သူမယ်ရီကိုပြခဲ့ပေမဲ့မယ်ရီကတော့အန်နီယရှိလို့မြစ်ထဲလွှင့်ပစ်လိုက်ဖို့အကြံပေးခဲ့ပါတယ်။ဒါပေမဲ့မာတင်ကတော့အမားဖြစ်သူမယ်ရီကိုသူလွှင့်ပစ်လိုက်ပါမယ်ဆိုပြီးလိန်ပြောထားလိုက်ပါတယ်။ကောင်လေးတိန်းထားခြင်းလဲတိန်းထားခြင်းစရာပါပဲ။ဟမ်မာဟက်ဂိုင်းကလူတွေထပ်ပြီးလာနောက်ဆက်ရင်ကိုကာဝယ်ဖို့တနက်တစ်လက်ဆောင်ထားတာအကျိုးအကြောင်းသင့်လျော်တယ်လို့ကျွန်တော်လည်းမြင်မိပါတယ်။ဒီလိုနဲ့ဟမ်မာဟက်နဲ့သူ့ရဲ့အကျိုးတူစီးပွားဘက်တွေကတော့သူတို့ရဲ့လုပ်ငန်းတွေကိုဖန်နီရှာကနှောက်ယှက်နေလို့ဖန်နီရှာကိုရှင်းထုတ်ပြဖို့အတွက်အစီအစဉ်ချနေကြပါတယ်။ဟမ်မာဟက်ကတော့ဒီအခြေအနေကိုသူကင်တွယ်ဖြေရှင်းမှာဖြစ်လို့စိတ်မပူသင့်ကြောင်းပြောလိုက်ပါတယ်။ The Jacker ကဟမ်မာဟက်ဂိုင်းရဲ့လှုပ်ရှားမှုသတင်းတွေကိုဖန်နီရှာစီပေါက်ကြားစေခဲ့တဲ့အကျိုးတူစီးပွားဘက်တူကိုခေါင်းကွဲသွားအောင်ညှစ်တက်ပြလိုက်ပါတယ်။ဟမ်မာဟက်ကတော့လူကြီးမင်းတို့ကျုပ်တို့ကလေးစားမှုကိုအခြေခံတဲ့လုပ်ငန်းတစ်ခုကိုတည်ထောင်နေတာပါလေးစားမှုရှိမှစနစ်တကျရှိမယ်စနစ်တကျရှိမှအမျက်တွေထွက်လာမှာအရင်တုန်းကတော့ကျုပ်ရဲ့ဒေါသကြောင့်အလုပ်တွေပြတ်ခဲ့ရတာကိုဝန်ခံပါတယ်ဒါပေမဲ့အခုခမရတို့မြင်တဲ့အတိုင်းပဲကျုပ်ရဲ့လောက်ကင်ပုံတွေကအရင်ထက်စာရင်အများကြီးပိုပြီးပါနဲ့လာပြီဆိုပြီးပြောလိုက်ပါတယ် Daredevil တစ်ဖြစ်လဲ Matt Murdock ရဲ့ရှေ့နေရုံးခန်းထဲမှာတော့ဘူးဆိုင်နဲ့ကင်းပင်ထောင်ထဲကနေလွတ်လာကြောင်းကိုတငယ်ချင်းဖြစ်သူ Foggy က Matt ကိုသတင်းစာဖတ်ရင်ပြောပြနေခဲ့ပါတယ်
Punisher က Hammerhead ရဲ့လူတွေကိုလိုက်တက်နေတဲ့အတွက် Daredevil ကလည်းဥပဒေပေါင်းတွေကနေတဆင့် Hammerhead ကိုဖမ်းဆီးနိုင်ဖို့ပိုပြီးခက်ခဲလာပါတယ်။ဒါကြောင့် Daredevil က Hammerhead နေရဲ့အဆောက်အဦစီကိုတွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ Hammerhead နေရဲ့အဆောက်အဦကကင်မရာတွေအဆောင်တွေအပူချိန်တိုင်းတဲ့စင်ဆာတွေလေဆာတွေနဲ့ခက်လက်ကြီးလိုပဲမို့လို့ Daredevil ဖို့တော့အနေငယ်ခက်ခဲနေမှာတေချာကြောင်း Foggy ကပြောပြလိုက်ပါတယ်။ Daredevil ကတော့အေးစစ်စစ်ပဲ Hammerhead ရဲ့အဆောက်အဦတွေကိုအလွယ်တကူဝင်နိုင်သွားခဲ့ပါတယ်။အဆောင်တွေကိုလည်းတတရရပဲဆော့ပလော်တီးနိုင်ခဲ့ပါတယ်။ Daredevil က Hammerhead ကိုတွေ့တော့ Hammerhead ရဲ့လူတွေမြို့ထဲမှာတောင်းကျမ်းနေတာကိုရပ်ခိုင်းနေပြီး Punisher ကိစ္စကိုသူကင်တွယ်မှာဖြစ်လို့ဝင်မပါဖို့ပြောလိုက်ပါတယ်။ Hammerhead ကလည်း Punisher ကို Daredevil ကင်တွယ်တာသဘောမကျကြောင်းပြန်ပြောပါတယ်။ Hammerhead ရဲ့အဆောက်အဦထဲကို Daredevil ဝင်လာနိုင်တာ Hammerhead ကသာခွင့်ပြုပေးထားလို့ဖြစ်ကြောင်းပြောပေမဲ့ Daredevil ကတော့သူ Punisher ကိစ္စကိုကင်တွယ်ပြီးရင်မင်းလှည့်ပဲလို့ Hammerhead ကိုပြန်ပြောလိုက်ပါတယ်။ Daredevil က Hammerhead ကိုမကြခင်ထောင်နှန်းဆိုင်ရတော့မယ်လို့သတိပေးသွားပြီးအဆောက်အဦထဲကနေထွက်သွားခဲ့ပါတယ်။ Daredevil လည်းထွက်သွားတဲ့အခါ Hammerhead တယောက်ဒေါသပုံထပါတော့တယ်။ဘာကြောင့်လဲဆိုတော့ဒီနေရာကို Hammerhead ကအမှန်တကယ်တော့ Daredevil ကိုဝင်ခွင့်ပြုခဲ့တာမဟုတ်ပါဘူး။လုံခြုံရေးတွေက Daredevil ကိုမတားဆီးနိုင်ခဲ့တာပါ။ The Jackal ကတော့ Hammerhead ကိုစိတ်လျှော့ထားဖို့ပြောပြီး Punisher ကိစ္စကိုသူ့လူတွေကင်တွယ်နေကြောင်းပြောလိုက်ပါတယ်။အဲဒီအချိန်မှာ Hammerhead ဂိုင်းတွေကလူတစ်ယောက်ဖြစ်တဲ့ Punisher လက်ကလွတ်လာခဲ့တဲ့ Jimmy Sweet ဆိုသူက Hammerhead စီကိုဖုန်းဆက်ကြောင်းသတင်းလာပို့ပါတယ်။ The Jackal ကတော့ Punisher ကိုဒီလိုတပ်ဖြတ်တတ်တဲ့သူဖြစ်လာအောင်သူကပုံသွင်းပေးခဲ့တာလို့ဆိုပါတယ်။အမှန်တော့ Punisher နဲ့ The Jackal ဆိုတဲ့ villain ကြားမှာဆက်ဆံရေးတစ်ခုရှိပါတယ်။အဲ့ဒါကို brother တို့သိအောင်တစ်ချက်ရှင်းပြပါမယ်။ Punisher ဆိုတဲ့ဇာတ်ကောင်ဟာ1984ခုနှစ် The Amazing Spider-Man issue 129မှာစတင်ပါဝင်လာတာပါ။အဲ့ဒီအချိန်မှာသူနဲ့ The Jackal ကစတင်တွေ့ဆုံမိကြပြီးသူတို့နှစ်ယောက်ဟာ Spider-Man ကိုတတ်ဖို့ပူးပေါင်းခဲ့ကြပါတယ်။အစပိုင်းမှာ Punisher က Jackal ကိုသူ့ရဲ့မဟာမိတ်လို့ထင်ခဲ့တာပါ။ဒါပေမဲ့တကယ်တမ်းမှာတော့ Jackal က Punisher ကိုအသုံးချခဲ့တာဖြစ်ပါတယ်။ Jackal က Spider-Man ကိုလူသက်သမားတစ်ယောက်အဖြစ်ပုံဖော်ပြီး Punisher ရဲ့တရားမျှတမှုလိုလားတဲ့စိတ်ကိုအသုံးချပြီး Spider-Man ကိုလုပ်ကြံခိုင်းခဲ့တာပါ။နောက်ပိုင်းမှာ Jackal ဟာတကယ်တော့စိတ်မမှန်တဲ့လူယုံမာတစ်ယောက်ဖြစ်ပြီးသူ့ရဲ့ကိုကြိုးအတွက်လူတွေကိုတပ်ဖြတ်နေရဆိုတာကို Punisher သိသွားတဲ့အခါမှာတော့သူတို့ရဲ့ပူးပေါင်းမှုဟာပြီးဆုံးသွားပါတယ်။ Punisher က Jackal ကိုပါသူ့ရဲ့တပ်ဖြတ်မဲ့စီးရင်နဲ့ထည့်လိုက်ပြီးသူတို့ဟာရန်သူတွေဖြစ်သွားကြပါတယ်။ဇလန်းကိုဆက်ပြောကြပါမယ်။အဲ့လိုနဲ့ The Jackal နဲ့ Hammerhead တို့ရှိနေတဲ့အဆောက်အဦရဲ့ကြီးကာပြတင်းပေါက်မှန်ကိုတယောက်ကအဝေးကနေတနက်နဲ့လှမ်းပစ်နေပါတယ်။ကြီးကာမှန်တွေတဖြည်းဖြည်းအကွဲလာတော့ The Jackal လည်းကြောက်တူးတုံလာပါတယ်။အဝေးကနေလှမ်းပစ်နေတာကတော့ Punisher ပဲဖြစ်ပါတယ်။ Punisher ကအမှန်တော့ဒီပစ်ချက်တွေကိုအစမ်းသဘောနဲ့ပစ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကြီးကာမှန်တွေကိုမဖောက်နိုင်သေးတော့လက်နက်ခက်ကြီးတစ်ခုလိုနေကြောင်း Punisher ကတွေးနေပါတယ်။ Hammerhead ဂိုင်းကလူဖြစ်တဲ့ Jimmy Sweet ကတော့ Punisher ကိုမတက်ပေးနိုင်ခဲ့တဲ့အတွက် Hammerhead အပြစ်ပေးမှာကိုခံရတော့မှာဖြစ်တာကြောင့်အကြောက်လွန်နေခဲ့ပါတယ်။သူ့တထေးဖြစ်သူ Hammerhead ကိုဖုန်းဆက်တဲ့အချိန်မှာ Hammerhead ကသူ့စီလာခိုင်းဖို့ဖုန်းထဲမှာ Jimmy Sweet ကိုပြောခဲ့ပါတယ်။ Jimmy Sweet ကလည်းသူ Hammerhead စီရောက်ရင်သေမယ်ဆိုတာကိုကြိုသိနေလို့ဘာလို့ရမှန်းမသိဖြစ်နေပါတယ်။ Jimmy Sweet ပေါ်အောင်နေတဲ့နေရာကတော့ပြည်တစားတန်းမှာဖြစ်ပါတယ်။ဒုက္ခရောက်နေတဲ့ Jimmy Sweet လည်းပြည်တစားတန်းမှာသူနဲ့အတူပျော်ပါနေကြဖြစ်တဲ့ပြည်တစားမတယောက်စီကငွေချေးဖို့စူးစမ်းနေတဲ့အချိန်မှာ Punisher တယောက်ရောက်ချလာခဲ့ပါတယ်။ Punisher က Jimmy Sweet ကိုတနက်နဲ့ချိန်ထားပြီးပစ်တက်ဖို့လုပ်ပါတယ်။အဲ့ဒီအချိန်မှာပြတင်းပေါက်မှန်ကိုခွဲပြီး Daredevil ကရောက်လာခဲ့ပါတယ်။ Daredevil ကလည်းရောက်လာခြင်း Punisher ကိုခြေထောက်တွေနဲ့ကန်ဒုတ်တွေနဲ့ရိုက်ပြီးရှယ်သမားပါတယ်။ Jimmy Sweet ကလည်း Daredevil နဲ့ Punisher တို့နှစ်ယောက်ရန်ဖြစ်နေတာကိုကြည့်ပြီးကြားထဲက Hammerhead ကိုမျက်နှာလိုမျက်နှာရလှုပ်ချင်နေတာနဲ့နှစ်ယောက်လုံးကိုပစ်တက်ဖို့ကြိုးစားပါတယ်။ Daredevil က Jimmy Sweet ကိုတရားရုံးတင်မှာဖြစ်ပြီး Hammerhead ကိုထောင်ချဖို့ကြံစီထားကြောင်း Punisher ကိုချနေရင်ပြောပြပါတယ်။အဲဒီအချိန်မှာတကားပေါက်ကနေလူတစ်ယောက်ကရောက်လာပြီး Daredevil နဲ့ Punisher တို့စီကိုမီးသနက်ကြီးနဲ့မှုတ်ထုတ်လိုက်ပါတယ်။တိုက်ခန်းတစ်ခန်းလုံးမီးဟုံးတောက်သွားတဲ့အတွက် Daredevil လည်း Jimmy Sweet ဘေးနာကပြည်တစားမလေးကိုခေါ်ပြီးတိုက်ခန်းအပြင်ဘက်ကိုထွက်ပြေးပြီးကယ်တင်ခဲ့ပါတယ်။ Jimmy Sweet နဲ့ Punisher ကတော့မီးလျှံတွေကြားထဲမှာအသက်လူပြီးထွက်ပြေးနေရပါတယ်။ Daredevil ကယ်ခဲ့တဲ့ပြည်တစားမလေးကတော့မီးဟက်သွားတာကြောင့်အသက်ဆုံးမသွားသလို Jimmy Sweet လည်းခန္ဓာကိုယ်ပေါ်မှာမီးတွေဆွဲပြီးအော်ဟစ်နေပါတယ်။ Punisher ကတော့သူ့ရဲ့ဝတ်စုံကြောင့်မီးတံကိုခံနိုင်ရရှိခဲ့ပါတယ်။လက်ထဲကမီးတောက်တနက်ကြီးနဲ့ပစ်ခဲ့တဲ့သူကတော့ Bushwhacker လို့ခေါ်ပါတယ်။ Bushwhacker က CIA အေဂျင့်ဟောင်းတစ်ယောက်ဖြစ်ပြီးစိတ်လဲမနှံ့တဲ့သူတစ်ယောက်ပါ။ The Jackal က Punisher ကိုတတ်ဖို့ Bushwhacker ကိုကြေးစားငှားလိုက်တာဖြစ်ပါတယ်။ Punisher ကတော့မီးလောင်နေတဲ့တိုက်ခန်းကြီးထဲမှာ Bushwhacker နဲ့အတူကြံခဲ့ပါတယ်။ Bushwhacker ကကြီးစံဖြစ်တဲ့အနေနဲ့ဂျက်လေယာဉ်စီတွေကိုတောက်ပြီး Punisher ကိုလက်ကမီးတနက်နဲ့ဆက်ပစ်ပါတယ်။ Punisher လည်းပြတင်းပေါက်မှန်ကနေထွက်ပြေးပြီးတိုက်ပေါ်ကိုတက်သွားပါတယ်။ Bushwhacker က Punisher နောက်ကိုလိုက်လာခဲ့ပါတယ်။ Bushwhacker Punisher နောက်ကိုဆက်မလိုက်နိုင်အောင် Daredevil ကတိုက်အောက်ကနေဒုံးနဲ့လှမ်းပစ်လိုက်ပါတယ်။ Daredevil ရဲ့ဒုတ်ကမျက်ခွက်တက်ကိုမှန်သွားတဲ့အတွက် Bushwhacker လည်းတင်းသွားပြီး Daredevil ကိုမီးကြည့်စံတွေနဲ့ဇက်တိုက်ပစ်ပါတယ်။တိုက်အောက်ကလူတွေကလည်း Bushwhacker ပစ်လိုက်တဲ့မီးကြည့်စံတွေကြားထဲမှာထိတဲ့သူကထိပြေးတဲ့သူကပြေးနဲ့ကဘာပြက်နေကြပါတယ်။ Daredevil ကတော့ Bushwhacker ရဲ့မီးကြည့်စံတွေကိုအလွယ်တကူပဲရှောင်နိုင်ခဲ့ပါတယ်။ Bushwhacker ကမီးကြည့်စံတွေနဲ့ပစ်တဲ့ Daredevil ကလူတွေကိုလိုက်ကယ်နေရပါတယ်။အဲ့ဒီအချိန်မှာတိုက်ခေါက်မိုးပေါ်ကနေ Bushwhacker ကို Punisher
Punisher ကလောင်ချာကြီးတစ်ခုထမ်းပြီးပြစ်တက်ဖို့ချိန်နေပါတယ်ဒါကို Bushwhacker ကမြင်သွားတဲ့အချိန်မှာနောက်ကျသွားခဲ့ပါတယ် Hammerhead နဲ့ The Jackal ကတော့သူတို့အဆောက်အဦတွေကနေမြို့တွေကပောက်ကွဲမှုကြီးဖြစ်နေတာကိုကြည့်ပြီး Bushwhacker က Punisher ကိုအနိုင်ရနေရလို့ထင်နေကြပါတယ်အမှန်တော့ Bushwhacker က Punisher လောင်ချာနဲ့ဆော်တာကိုခံလိုက်ရတာပါ Jimmy Swiss ကတော့မီလောင်ဒဏ်ရာအကြောင်းပတ်တီးအပြည့်နဲ့ဆေးရုံတက်နေရပြီးရဲတွေက24နာရီကာကွယ်ပေးထားရပါတယ် Jimmy Swiss က Hammerhead အကြောင်းအကုန်ထုတ်မပြောမချင်းရဲတွေကဖမ်းထားမှာဖြစ်ပါတယ် Jimmy Swiss ကဆေးတောက်ဖို့ Nesma ကိုခလုတ်နှိပ်ပြီးလမ်းခေါ်နေတဲ့အချိန်မှာ Jimmy နှိပ်နေတဲ့ Nesma ခေါ်ခလုတ်ကြိုးကို Daredevil ကဖျက်ထားပြီးအခန်းထဲဝင်လာခဲ့ပါတယ် Punisher ကတော့စစ်တပ်ဝင်တဲ့ကိုခိုးဝင်ပြီးစစ်သားတွေမသိအောင်မီရှူမီပန်းတွေအများကြီးကိုယူသွားခဲ့ပါတယ်နောက်ပြီးတော့တိုက်ပေါ်မှာယူလာခဲ့တဲ့မီရှူမီပန်းတွေဖောက်ပြီး Bushwhacker အလာကိုစောင့်နေခဲ့ပါတယ် Bushwhacker ကလည်းရောက်လာတာနဲ့ Punisher ကိုမီးကြီးစံတွေနဲ့ဇက်တိုက်ပစ်ပါတယ် Punisher လည်းရှောင်တိန်ရင်တိုက်ပေါ်ကနေခုန်ဆင်းသွားပါတယ် Punisher ပစ်လိုက်တဲ့ဒုံးကြီးက Bushwhacker ကိုမထိခဲ့ပဲလူ6ယောက်လောက်သေသွားခဲ့ပါတယ်ဒါကြောင့် Daredevil ကလည်းတင်းသွားပြီး Bushwhacker ကိုဝင်သမပါတယ် Daredevil က Bushwhacker ကိုအသေးချေသမနေတဲ့အချိန်မှာ Punisher ကတော့စစ်တပ်ဝင်တွေကရဟတ်ရင်တစည်းကိုခိုးဖို့ကြံနေပါတယ် Bushwhacker ရဲ့မိသနက်ပုံစံလက်ကို Daredevil ကဖမ်းချုပ်ထားချိန်မှာပဲ Bushwhacker ရဲ့နောက်လက်တစ်ဖက်ကလက်ညှိုးကနေတနက်ပြောင်းဝပုံစံတစ်ခုအဖြစ်အသွင်ပြောင်းပြီး Daredevil ကိုပြစ်ထည့်လိုက်ပါတယ်ကံကောင်းစွာနဲ့ခေါင်းကိုတက်မထိပဲပခုံးအောက်ဘက်သာထိသွားလို့ Daredevil တယောက်မသေးခဲ့ပါဘူး Bushwhacker ကအမှန်တော့တရေပြောင်းလူသားတူဖြစ်ပါတယ်သူကသူ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုတနက်လိုပုံစံဖန်တီးပြီးသူစားသုံးထားတဲ့လက်နက်တွေကိုကြီးစံအဖြစ်ပြန်ပြောင်းပစ်ခတ်နိုင်ပါတယ် Punisher စစ်တပ်ဝင်တဲ့ခိုးလာတဲ့ရဟတ်ရင်မှာဒုံးကြီးပါပါတယ်အဲ့ဒီရဟတ်ရင်ကြီးကို Hammerhead ရှိရာအဆောက်အဦစီမောင်းနှင်ပြီး Hammerhead တို့တကိုင်းလုံးကိုဒုံးကြီးနဲ့ပြစ်တက်ဖို့ Punisher ကစူးစမ်းနေပါတယ် Bushwhacker ကတော့လက်ဖက်လုံးကိုတနက်ပုံစံပြောင်းပြီး Daredevil ကိုအမုန်းပစ်ပါတယ် Daredevil ကလည်းဒဏ်ရာရနေတာအောင်ရှောင်တိန်နိုင်ပြီး Bushwhacker ရဲ့မျက်နှာကိုဒုံးနဲ့လှမ်းပစ်လိုက်တာ Bushwhacker လည်းမှောက်ရသားမေ့မျောသွားခဲ့ပါတယ် Punisher ကရဟတ်ရင်ပေါ်ကနေဒုံးကြီးကို Hammerhead ရှိရာအဆောက်အဦစီပစ်ထည့်လိုက်တာအဆောက်အဦပေါ်ပိုင်းလည်းပျက်စီးသွားပြီးအပေါက်ကြီးဖြစ်သွားပါတယ်ပြီးရနဲ့ Punisher ကရဟတ်ရင်ပေါ်ကနေလက်နက်အပြည့်နဲ့အဆောက်အဦတွေကိုဝင်လာခဲ့ပါတယ်ဒါပေမဲ့ Hammerhead တို့အဖွဲ့ကိုမတွေ့ပဲအရက်တောက်နေတဲ့လူတစ်ယောက်ကိုပဲ Punisher ကတွေ့ခဲ့ပါတယ် Punisher ကအဲ့ဒီလူရဲ့ခေါင်းကိုတနက်နဲ့ထောက်ပြီး Hammerhead အကြောင်းကိုမေးတဲ့အခါမှာ Jimmy Swiss ကအကုန်ဖွင့်ပြောလိုက်လို့ Hammerhead တို့အဖွဲ့ထောင်ထဲဝင်သွားရပြီဖြစ်ကြောင်းအဲ့ဒီလူကပြန်ပြောပြလိုက်ပါတယ်Punisher လည်း Daredevil လက်ချက်မှန်သိသွားပြီး Daredevil ကိုတားဆီးဖို့ဆုံးဖြတ်လိုက်ပါတယ် Jimmy Swiss အကုန်လုံးဖွင့်ပြောခဲ့ရတာက Daredevil ကဆေးရုံထိလာပြီး Jimmy Swiss ကိုချိန်ချောက်ခဲ့လို့ဖြစ်ပါတယ်ထောင်ထဲရောက်သွားတဲ့ Hammerhead ကတော့သူ့အချင်းကန်းတဲ့အခန်းပေါ်ကိုနှိပ်စက်နိုင်ကျင့်နေပါတယ် The Jackal ကတော့ Hammerhead ရှိနေတဲ့အချင်းကန်းစီကိုသူ့ရဲ့ကိုရံတော်2ယောက်နဲ့အတူတူရောက်လာပြီးစကားပြောနေပါတယ်ထောင်ထဲမှာတော့ဒီနှကောင်လုံးကစမသေးပဲအာဏာပြနိုင်တော့မှာပဲ Hammerhead ရဲ့ရှေ့နေကိုတော့ Jackal ကကြေးစားလူသက်သမားဆေးလို့ပြီးတတ်ခဲ့ပါတယ် Jackal ကတော့ထောင်ထဲမှာအဆောင်တွေကိုလည်းဝယ်ထားတဲ့အပြင်ထောင်ထဲကအကျဉ်းသားတွေနဲ့သူတို့မိသားစုတွေကိုလည်းသူ့ဘက်ပေါအောင်ကြိုတင်ပြီးတိတ်သွင်းထားခဲ့ပါတယ် Hammerhead ရဲ့ရှေ့နေကို Jackal ကတိုက်ပစ်လိုက်တဲ့အတွက် Hammerhead အနေနဲ့အမှုစစ်ခံရတဲ့အခါတိုက်ပတ်သွားတော့မှာဖြစ်လို့ Hammerhead နဲ့ The Jackal ရဲ့ပူးပေါင်းမှုဟာဒီနေရာမှာတင်ပြီးဆုံးသွားခဲ့ပါတယ်နောက်ဆုံးတော့ The Jackal က Hammerhead ကိုရောင်းစားခဲ့တာဖြစ်ပါတယ် Hammerhead ကလည်း The Jackal ကိုတတ်ချင်စိတ်တွေတစ်ဖွာဖွာပေါ်နေပါတယ်အကျဉ်းတော်အပြင်ဘက်မှာလည်း Punisher က Hammerhead နဲ့ The Jackal ကိုတပ်ပစ်ဖို့ချောင်းနေခဲ့ပါတယ်ဒါပေမဲ့အကျဉ်းတော်ကလုံခြုံရေးအရန်မြင့်နေတဲ့အတွက် Punisher လည်းအကြံအိုက်နေခဲ့ပါတယ်အခုဆိုရင် Jackal ကရာဇဝတ် Empire ကြီးတစ်ခုလုံးကိုဖောက်ထွက်လို့မရတဲ့ထောင်ထဲကနေလုံခြုံကြုံနဲ့ကြိုးကင်ချဲလဲနေခဲ့ပါတယ်တနေ့မှာတော့အမျိုးသမီးတစ်ယောက်က The Jackal ရှိနေတဲ့အကျဉ်းတော်ကနေအိမ်ကိုပြန်လာပြီးကားပါကင်စာဝန်ထမ်းလေးကိုသတင်းစကားတစ်ခုပါခဲ့ပါတယ်ကားပါကင်စာဝန်ထမ်းလေးကလည်းအဲ့ဒီအမျိုးသမီးပြောလိုက်တဲ့သတင်းစကားကိုလက်ခံရရှိပြီးရနဲ့သူ့အသည့်တစ်ယောက်ကိုဖုန်းဆက်ပြီးသတင်းပြန်ပို့လိုက်ပါတယ်အဲ့ဒီအမျိုးသမီးလည်းအိမ်ကိုပြန်လာကလေးကိုချော့သိပ်ညစာစား TV ကြည့်ပြီးအိပ်ပျော်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာ Daredevil ရောက်လာခဲ့ပြီးအဲ့ဒီအမျိုးသမီးကကားပါကင်ဝန်ထမ်းလေးကိုဘာပြောခဲ့တယ်လဲဆိုတာကိုစစ်မေးလိုက်ပါတယ်အမျိုးသမီးကတော့ Daredevil ကိုမြင်မြင်ချင်းထိတ်လန့်သွားခဲ့ပါတယ် Daredevil နဲ့အဲ့ဒီအမျိုးသမီးကြားကစကားဝိုင်းကတော့ဒီလိုပါကျုပ်ခမ ्या ကိုရန်ပြူးဖို့လာတာမဟုတ်ဘူးခမ ्या အမျိုးသားကလူသားမှုနဲ့ထောင်ထဲရောက်နေရလားဟုတ်တယ်ဒါပေမဲ့ तू တတ်ခဲ့တာမဟုတ်ဘူး तू ခမ ्या ကိုခိုင်းလိုက်တယ်မလားဟိုကားပါကင်စာဝန်ထမ်းလေးကိုတခုခုသွားပြောဖို့လေဘာပြောခိုင်းလဲဆိုတာကျုပ်ကိုပြောပြပါကျမပြောခဲ့တာက Fletcher ကဒီည Broadway မှာကားပြတော့မယ်ဆိုတာပဲတကယ်ပါကျမကြိမ်ပြောရဲတယ်အဲ့ဒီသတင်းကိုကားပါကင်စာဝန်ထမ်းလေးကယူပြီးတခြားလူတယောက်စီဖုန်းဆက်လိုက်တယ်အဲ့ဒီလူက Donald Fletcher နဲ့သူ့ဇနီး Times Square မှာပြပွဲကြည့်ပြီးထွက်လာတဲ့အချိန်မှာတတ်ဖို့အတွက်လူမိုင်း2ယောက်ကိုဒေါ်လာ100စီပေးပြီးခိုင်းလိုက်တာဖေးရေကျုပ်ဒီညသူတို့တားဖို့ Times Square မှာရှိနေခဲ့တာဒါပေမဲ့သူတို့ကိုငှားခိုင်းတဲ့လူကအခုသေသွားပြီကားပါကင်စာဝန်ထမ်းလေးလည်းသေသွားပြီသူတို့ကို Punisher ဆိုတဲ့လူတယောက်ကတတ်လိုက်တာခမ ्या သူ့ကြောင်ကြားဘူးမှာပေါ့ဟုတ်တယ်ရှင်သတင်းထဲမှာတော့တွေ့ဘူးပါတယ်ကျမအမျိုးသားပြောခိုင်းတာကိုကားပါကင်စာဝန်ထမ်းကိုပြန်ပြောပြရုံနဲ့မှာကျမဘာမှနားမလဲပါဘူးသူတို့ကျမတို့စီကိုပတ်စံအနေငယ်ပို့ပေးတယ်ကလေးအတွက်ဆိုပြီးတော့အများကြီးတော့မဟုတ်ပါဘူး
အမျိုးသားကထောင်ထဲရောက်နေတော့အခြေအနေတွေကတကယ်ခက်ခဲနေလို့ပါခမားအမျိုးသားစီသွားတွေ့တာကိုရက်လိုက်တာပိုကောင်းမယ်ခမားမှာမျိုးရင်မှာရှိတဲ့ဆွေမျိုးတွေရှိတယ်ဆိုရင်ခဏလောက်သွားနေလိုက်ပါဖန်နေရှာကျမကိုလည်းလာသက်မှာလားခမားကိုတော့လာသက်မှာမဟုတ်တော့ဘူးဒီလိုနဲ့ Daredevil လည်းအဲ့ဒီအမျိုးသမီးအိမ်ကနေပြန်လည်ထွက်ခွာလာခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ Daredevil တစ်ဖြစ်လဲ Matt Murdock ကရာဇဝတ်တရားရုံးမှာအစိုးရရှေ့နေတရားကို The Jackal ကထောင်ထဲမှာရာဇဝတ်အင်ပါယာကြီးကိုနောက်ွယ်ကနေကြိုးကင်ချဲလဲနေလို့ဒီကိစ္စကိုတေချာစုံစမ်းကင်တွယ်တင်ကြောင်းအကြံပေးလိုက်ပါတယ်။နောက်တစ်နေ့ကျတော့ကန်ဆိုးစွာနဲ့ Matt Murdock အကူအညီတောင်းလိုက်တဲ့အစိုးရရှေ့နေကအသက်ခံခဲ့ရပါတယ်။ရဲတွေကဒီအမှုနဲ့ပတ်သက်ပြီး Punisher တတ်တယ်လို့ထင်လို့လိုက်ရှာနေကြပါတယ်။ Punisher ကအချင်းတောင်တွေကလူ17ယောက်နဲ့လုံခြုံရေး4ယောက်ကိုတတ်ခဲ့ပြီးအခုအစိုးရရှေ့နေကိုပါထပ်တတ်တယ်ဆိုတဲ့သတင်းကို Daredevil ကတော့မယုံကြည်ခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့ Punisher ကလူဆိုးတွေကိုသာတတ်ပြီးလူကောင်းတွေကိုမတတ်တဲ့ကောင်မျိုးမှန် Daredevil သိနေလို့ပါ။ဒီကိစ္စကို Daredevil က Ben Urich နဲ့တိုင်ပင်နေပါတယ်။ Ben Urich ကစုံစမ်းရေးသတင်းတော်တစ်ယောက်ပါ။သူက Daily Bugle သတင်းစာတိုင်းမှာအဓိကလုပ်ကိုင်ပြီး Marvel Universe ထဲမှာဆိုရင် Daredevil နဲ့ Spider-Man တို့ရဲ့အကြောင်းတွေကိုနီးကပ်လိုက်ပြီးသတင်းရေးသားသူအဖြစ်နာမည်ကြီးပါတယ်။အခုလောလောဆယ်တော့ Ben Urich က Daredevil ရဲ့နီးစပ်တဲ့မိတ်ဆွေတစ်ယောက်အနေနဲ့အချက်လက်တွေဖလှယ်နေတာကိုတွေ့ရမှာပါ။ Ben Urich ကတော့ Punisher ကစိတ်လွတ်သွားတာဖြစ်နိုင်ကြောင်းပြောပြနေပါတယ်။ Ben Urich က Punisher ဟာအခုတည်ဆုံသွားခဲ့တဲ့အစိုးရရှိနေရဲ့အဆောက်အဦတွေကိုဝင်ပြီးတက်သွားခဲ့ရလို့ Daredevil ကိုပြောခဲ့ပါတယ်။ ရဲတွေကလည်း Punisher ကိုဖမ်းဖို့အထူးတပ်ဖွဲ့တစ်ခုတောင်စီစဉ်ထားကြပါတယ်။ Daredevil ကလမ်းမပေါ်ကလူမိုက်တွေဖမ်းသမျှကို Punisher ဘယ်နှရှိမလဲဆိုတာရိုက်နှက်စစ်မေးနေပါတယ်။ဇလန်အစနားမှာလောက်တုန်းက Punisher စားသောက်ဆိုင်မှာကူညီပေးခဲ့ဘူးတဲ့မိသားစုတစုကိုကြည့်ရှုသူတို့မှတ်မိကြအောင်ပဲထင်ပါတယ်။ကောင်လေးမာတင်သူ့အမဖြစ်သူ Mary နဲ့စားသောက်ဆိုင်ပိုင်ရှင်မာတင်ရဲ့အဖေတို့ကိုပြောတာပါ။အဲ့ဒီမိသားစုကို Hammerhead တို့ဂိုင်းကလူမိုက်တွေကအိမ်အထိရောက်လာပြီးဆက်ကြီးလာကောက်ပါတယ်။လာကောက်တာကိုရိုးရိုးမကောက်ပဲထိုးကျိတ်ပြီးနှိပ်စက်နေတော့တီးမခံနိုင်တော့တဲ့မာတင်ကသူ့Punisherကိုအားကြလို့မှုလွင့်ပစ်ပဲတင်ထားခဲ့တဲ့သနက်နဲ့အဲ့ဒီလူနှစ်ယောက်ကိုပြစ်တက်လိုက်ပါတယ်အဲ့ဒီအချိန်မှာ Daredevil ကလည်းဟိုဒီဒီလေးလာစုံစမ်းရင်Punisherရဲ့ဗန်ကားကြီးကိုတွေ့သွားခဲ့ပါတယ် Daredevil လည်းPunisherရဲ့ဗန်ကားပေါ်ခုန်ချလိုက်တဲ့အချိန်မှာ Punisher ကတနက်နဲ့လှမ်းပစ်လို့ Daredevil လည်းရှောင်တိန်ပြီးကားရဲ့တခြားဘက်အချမ်းမှာအကာအကွယ်ယူလိုက်ရပါတယ် Daredevil ကဗန်ကားအောက်ကနေဒုတ်ကိုPunisherစီထိအောင်လှမ်းပစ်ခဲ့ပေမဲ့Punisher ကဒုတ်ကိုတနက်နဲ့ပစ်ပြီးချိုးလိုက်ပါတယ် Punisher က Daredevil ကိုမတက်ပဲတားဆီးဖို့ကိုပဲလုပ်မှာပါဥပမာဒုက္ခိတဖြစ်သွားအောင် Punisher လှုပ်ချင်တာပါဒါမှသူ့လုပ်ငန်းတွေကို Daredevil ကမနှောက်ယှက်တော့မှာဖြစ်ပါတယ် Daredevil ကရုတ်တရက်ဆိုလိုဗန်ကားပေါ်ကနေခုန်ထွက်လာပြီး Punisher ရဲ့မျက်နှာကိုခြေထောက်နဲ့ကန်လိုက်ပါတယ်ဒီလိုနဲ့ Daredevil နဲ့ Punisher တို့ရဲ့သူသေးကိုယ်သေးတိုက်ပွဲကြီးပြန်ဆလို့လာခဲ့ပါတယ် Daredevil က Punisher ကိုကိုင်ပေါက်တဲ့ချိန်မှာ Punisher ပြန်ထိုးပါတယ်အဲ့ဒီချိန်မှာ Daredevil က Punisher ရဲ့လက်မောင်းကျိုးကိုအကြောထုံသွားအောင်ရိုက်ထည့်လိုက်တာကြောင့် Punisher လည်းလက်မောင်းထုံသွားပါတယ်ပြီးရနဲ့ Daredevil က Punisher ရဲ့ခေါင်းကိုင်ပြီးဒူးကောင်းနဲ့တိုက်ပေးလိုက်တာ Punisher လည်းပက်လက်လဲသွားပါတယ် Daredevil ကရှင်းနေဆိုရကအပြစ်မရှိတဲ့လူတစ်ယောက်လို့ Punisher ကိုပြောလိုက်ပါတယ်Punisher ကတော့သူတတ်ခဲ့တဲ့အစိုးရရှိနေက The Jackal ရဲ့လက်အောက်မှာအလုပ်လုပ်ပြီးလက်စားနေတဲ့လူတစ်ယောက်သာဖြစ်ကြောင်းသိခဲ့လို့တတ်ခဲ့တာဖြစ်ပါတယ်။ဒီကိစ္စကို Daredevil မသိသေးပဲ Punisher ကိုသမနေတော့ Punisher လည်း Daredevil ကိုစိတ်ပြတ်သွားပါတယ်။ဒါကြောင့် Punisher ကဒေါသတွေထွက်လာပြီး Daredevil ကိုရမ်းတမ်းပစ်လိုက်ပါတယ်။ Daredevil ကရှောင်နိုင်ပေမဲ့ Punisher ရမ်းတမ်းပစ်လိုက်တဲ့ကြီးစံတွေဟာဘေးနားကအပြစ်မရှိတဲ့သူတစ်ယောက်ကိုထိမှန်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Daredevil ရော Punisher ရောလန့်ဖြန့်သွားခဲ့ရပါတယ်။ Punisher ကသူမတော်တဆပစ်ခဲ့မိရဲ့သူနာသွားပြီးဆေးရုံတင်ပေးဖို့ကြိုးစားပေမဲ့ Daredevil ကချက်ချင်းပဲ Punisher ရဲ့နှထင်ကိုဒုံးနဲ့လှမ်းပစ်လိုက်တာ Punisher လည်းမေ့လဲသွားခဲ့ပါတယ်။ကောင်လေးမာတင်တို့မိသားစုကိုတော့တညထဲမှာနေနောက်ထပ်ကန်ဆိုးမှုတစ်ခုရောက်လာခဲ့ပါတယ်။ Hammerhead ဂိုင်းကလူတွေကဆက်ကြီးလာကောက်တာကိုမာတင်ကပြစ်တက်လိုက်တော့ Hammerhead ဂိုင်းရဲ့နောက်ထပ်လူမိုင်းတစ်ဖွဲ့ကဒီသတင်းကိုကြားပြီးကောင်လေးမာတင်တို့မိသားစုစီရောက်လာပြီးဖအေကိုတက်တမိဖြစ်သူကိုထိုးကျိတ်နှိပ်စက်ခဲ့ပါတယ်။မာတင်ကတော့အသက်လူပြီးတနေရာကိုရှောင်ပြေးခဲ့ရပါတယ်။ဒီလိုနဲ့တခဏလောက်ကြာတော့ Punisher ပြန်နိုးလာတဲ့အချိန်မှာ Daredevil လည်းမရှိတော့ပါဘူး။ရဲကားအုပ်အောဆွဲတံတွေကိုကြားလာရတဲ့အတွက် Punisher လည်းဗန်ကားပေါ်တက်ပြီးချက်ချင်းမောင်းပြေးသွားခဲ့ပါတယ်။ဒီလိုနဲ့ရဲတွေကမာတင်တို့မိသားစုနှိပ်စက်အသက်ခံရတဲ့အကြောင်းကိုသိသွားပြီးမာတင်အဖေကိုတော့ရင်ခွဲရုံပို့လိုက်ကြပြီးမာတင်ရဲ့အမ Mary ကိုတော့ဆေးရုံပို့လိုက်ကြပါတယ်။ Daredevil ကတော့ Punisher ရမ်းတမ်းပစ်လိုက်လို့တနက်ထိမှန်သွားတဲ့သူကိုဆေးရုံကိုခေါ်ပြေးသွားပါတယ်။ Daredevil ဆေးရုံရောက်တော့စုံစမ်းရေးသတင်းနောက် Ben Urich က Punisher တက်လိုက်တဲ့အစိုးရရှိနေက Hammerhead နဲ့ပတ်သက်တဲ့ကုမ္ပဏီတစ်ခုကနေဒေါ်လာ2သိန်းလောက်ကိုလက်စားထားတယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့် Daredevil လည်း Punisher ဘာကြောင့်တက်ခဲ့ရတယ်လဲဆိုတာသိသွားခဲ့ပါတယ်။ Daredevil က Matt Murdock အဖြစ်ပြန်နေပြီးဆေးရုံမှာ Punisher ပစ်တက်ခဲ့တဲ့လူကိုလာကြည့်နေပါတယ်။အဲဒီအချိန်မှာ Punisher ကလည်းဆေးရုံအထိရောက်လာပြီးသူမတော်တဆပစ်ခဲ့မိတဲ့လူနာကိုလာကြည့်ပါတယ်။ဒါပေမဲ့ဖြစ်ချင်တော့အဲ့ဒီဆေးရုံမှာနေမဲ့မာတင်ရဲ့အမားဖြစ်သူ Mary လည်းဆေးရုံတင်ခံထားရတာဖြစ်ပါတယ်။ဒါကို Punisher ကသွားကြည့်မိပါတယ်။ Punisher လည်းသူ့မိန်းမ Maria နဲ့တူတဲ့အမျိုးသမီးဆိုတော့သွားကြည့်ချင်တာဖြစ်ပါလိမ့်မယ်။အခန်းထဲလဲရောက်ရော Mary တယောက်ဆေ
ဆေးရုံကရင်ပေါ်မှာမိမျောနေတာကိုကြည့်နေတဲ့ဖန်နီရှာတယောက်သူ့မိန်းမသေခဲ့တုန်းကအတိတ်ဖြစ်ရတစ်ခုကိုပြန်လည်မြင်အောင်လာပါတယ်။အဲ့လိုမြင်အောင်ရင်းနဲ့မယ်ရီရဲ့ရင်ဘက်ကနေသွေးတွေပန်းထွက်လာတာကိုဖန်နီရှာမြင်အောင်နေပြီးရင်ဘက်ကိုလက်နဲ့ဖိပြီးသွေးတိတ်အောင်လှုပ်ဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့အပြင်မှာတော့တကယ်သွေးတွေထွက်နေတာမျိုးမဟုတ်ပဲဖန်နီရှာကထင်အောင်ထင်မှားတွေဖြစ်နေတာပါ။အဲ့ဒီအချိန်မှာမယ်ရီရဲ့မောင်ဖြစ်သူမာတင်ကအခန်းထဲဝင်လာပြီးဖန်နီရှာကိုတွေ့တော့အံ့ဩနေခဲ့ပါတယ်။မာတင်ကအခန်းထဲရောက်လာခြင်းအမဖြစ်သူမယ်ရီနာရောက်လာပြီးငိုနေခဲ့ပါတယ်။ဖန်နီရှာကိုပြီးမှမာတင်ကသတိထားမိသွားပါတယ်။ Matt Murdock ကတော့ Mary ရဲ့အခန်းအပြင်ဘက်ကနေခိုးပြီးနားထောင်နေခဲ့ပါတယ်။ Hammerhead ဂိုင်းကလူတယောက်စိတ်ယုံတန်ရှင်းဝန်ထမ်းရောင်ဆောင်ပြီး Mary ကိုတတ်ဖို့လာနေတာကို Matt Murdock ကမေ့လဲသွားအောင်ရိုက်လိုက်ပါတယ်။အခြေအနေကိုရိပ်မိသွားတဲ့ Punisher ကလည်းကောင်လေးမာတင်ကိုခေါ်ပြီးဆေးရုံကနေထွက်ပြေးဖို့လုပ်ပါတယ်။ဆေးရုံအပြင်ရောက်တော့မာတင်ကသူ့အမကိုမထားနိုင်ခဲ့လို့ Punisher ကိုအကူအညီတောင်းနေပါတယ်။အဲ့ဒီအချိန်မှာ Punisher နဲ့ Martin စီကို Hammerhead ဂိုင်းကလူတွေကရောက်လာပြီးတနက်တွေနဲ့ဝိုင်းပစ်ကြလို့ Punisher လည်းပြန်ခုခံနေရပါတယ်။ Hammerhead ဂိုင်းကလူတွေကကားတစ်စီးနဲ့ Punisher ရဲ့ဘေးနားကိုရောက်လာပြီးတနက်နဲ့ပြစ်နေတဲ့အချိန်မှာ Daredevil ကသူ့ရဲ့တက်ကိုကားမှန်ရှေ့ကိုစိုက်ထည့်လိုက်တဲ့အတွက်ကားလည်းမှောက်သွားခဲ့ပါတယ်။ Daredevil က Punisher ကိုဝင်ကူပါတယ်။ Punisher ကသူ့ရှေ့မှာရှိသမျှလူမိုက်တွေအကုန်လုံးကိုပြစ်တက်နေတဲ့အချိန်မှာ Martin ကသူ့ဘေးနားထွက်ပြေးသွားပါတယ်။ Martin ဘယ်ကိုသွားမလဲဆိုတာ Punisher သိနေခဲ့တာကြောင့် Martin ရဲ့အိမ်ကိုလိုက်လာခဲ့ပါတယ်။အိမ်လဲရောက်တော့ Martin ကအမဖြစ်သူအတွက်ဘာမှမလုပ်ပေးနိုင်လို့ငိုနေတာကြောင့် Punisher ကယောက်ျားဆိုရင်ရဲရဲဝံ့ဝံ့ရင်ဆိုင်ရမယ်ဆိုပြီးအားပေးစကားခက်ကြမ်းကြမ်းပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာ Martin ရဲ့အိမ်ကို Hammerhead ဂိုင်းကလူတွေရောက်လာပါတယ်။ Punisher ကတိုက်ခန်းအပေါ်တက်ကနေဆင်းလာတဲ့ Hammerhead ဂိုင်းကလူတွေကိုတော့တနက်နဲ့ပြစ်တက်လိုက်ပြီးတိုက်ခန်းပေါ်တက်လာတဲ့တဖွဲ့ကိုကြဘုံပစ်ချပြီးတပ်ပစ်လိုက်ပါတယ်။အခြေအနေမဟန်တော့ Punisher နဲ့ Martin ကတိုက်ခန်းထဲကိုပြန်ဝင်ခဲ့ပါတယ်။ Punisher ကအရေးပေါ်မီးဝေးထွက်ပေါက်ဘယ်နေရာမှာလဲလို့ Martin ကိုမေးလိုက်ပါတယ်။ Martin ကဘယ်ဘက်ကပထမဆုံးတကားဖြစ်တဲ့သူ့အခန်းပဲလို့ပြန်ဖြေလိုက်ပါတယ်။အဲ့ဒီအချိန်မှာ Hammerhead ဂိုင်းကလူတွေက Martin တို့တိုက်ခန်းထဲဒရက်ဇက်ဝင်လာကြတဲ့အတွက် Punisher ကတနက်နဲ့ဇက်တိုက်ပစ်တက်နေရပါတယ်။ Martin ကတော့ဆိုဖာနောက်မှာပုန်းနေရပါတယ်။ Punisher လည်းကြီးကုံသွားတဲ့အတွက်ဓမြောင်ထုတ်ပြီး Hammerhead ဂိုင်းသားတွေကိုတပ်ပစ်ပါတယ်။အဲ့ဒီအချိန်မှာ Martin ရဲ့တိုက်ခန်းရှေ့ကိုရဲတွေအများကြီးရောက်လာခဲ့ကြပါတယ်။ Daredevil လည်းရောက်လာပြီး Punisher ကိုအညံ့ခံလိုက်ဖို့ပြောပါတယ်။ Punisher ကတော့ငါကအဲ့လိုအညံ့ခံမဲ့ကောင်များထင်နေလားဆိုပြီး Daredevil ကိုပြန်ပြောလိုက်ပါတယ်။ Daredevil ကတော့ Martin တိုက်ခန်းရဲ့မီးဘေးထွက်ပေါက်မှာရှိနေတာဖြစ်ပါတယ်။ Punisher ရဲ့အတိတ်ဘဝကနာကြီးစရာကောင်းတာအားလုံးသိကြမှာပါ။ Punisher ကဇနီးသားသမီးတွေနဲ့အတူပန်းခြံထဲမှာပျော်ပွဲစားထွက်ခဲ့ပါတယ်။လူမိုက်တုပ်ကလူတယောက်ကိုတစ်ပင်ပေါ်မှာတွဲလောင်းချီပြီးတက်နေတဲ့မြင်ကွင်းကို Punisher တို့မိသားစုကမြင်သွားခဲ့ပါတယ်။ဒါကြောင့်လူမိုက်တွေကမျက်မြင်သက်သေတွေအရှင်မထားကျင်တာကြောင့် Punisher တို့မိသားစုကိုပြစ်တက်ခဲ့ပါတယ်။ Punisher ကဒီဝမ်းထဲစရာအတိတ်ကိုရဲတွေနဲ့တိုက်ခိုက်နေရင်ပြန်တွေးနေခဲ့ပါတယ်။ Daredevil ကလည်းတိုက်ခန်းထဲဝင်လာပြီး Punisher ကိုဝင်ချပါတယ်။ Punisher ကလူတွေလိုက်တက်နေတဲ့အတွက်ဒီလိုအဖြစ်ဆိုးတွေကြုံရတာလို့ Daredevil ကပြောပါတယ်။ Punisher ကတော့ထုံးစံတိုင်းလူမိုက်တွေဆိုတာအမြင့်ဖြတ်ရှင်းပြမှမျိုးတန့်မှာလို့ခံယူထားသူဖြစ်လို့ Daredevil ရဲ့စကားလုံးတွေဟာသူ့အတွက်တော့ဟာသားတစ်ခုလိုဖြစ်နေခဲ့ပါတယ်။ထိုင်ရက်လဲကျနေတဲ့ Punisher ရဲ့လက်ကို Daredevil ကဒုတ်နဲ့လှမ်းပစ်လိုက်တဲ့အတွက် Punisher ရဲ့လက်ထဲကတနက်လည်းလွင့်ထွက်သွားပါတယ်။ Punisher နဲ့ Daredevil က Martin ရဲ့တိုက်ခန်းထဲမှာရန်တွေဖြစ်နေကြတော့ရဲတွေကလည်းတိုက်ခန်းပေါ်ကိုတက်လာကြပါတယ်။ဒါပေမဲ့တိုက်ခန်းထဲမှာရှိနေကြတဲ့ Hammerhead ဂိုင်းကလူတွေကအပေါ်တက်ကိုတက်လာကြတဲ့ရဲတွေကိုတနက်တွေနဲ့လှမ်းစော်ကြလို့ရဲတွေလည်းပြန်ခုခံနေရပါတယ်။ Punisher ကတော့တနက်ပဲသုံးတဲ့ကောင်ဖြစ်တဲ့အတွက်အနီးကပ်ကိုခံပညာမှာ Daredevil နဲ့ရှင်အားနေနေပါတယ်။ Punisher က Daredevil ကိုတိုက်ခိုက်နေရင်ရုတ်တရက်ပြုံးလာတော့ Daredevil အံ့ဩသွားပါတယ်။ဒါကို Punisher ကအခွင့်ကောင်းယူပြီး Daredevil ကိုပြန်တီးပါတယ်။ Daredevil က Punisher ရဲ့လည်ပင်းကိုခြေထောက်နှစ်ဖက်နဲ့ညှစ်ထားတဲ့အချိန်မှာ Punisher က Daredevil ရဲ့ခြေထောက်ကိုကိုက်ပစ်လိုက်ပါတယ်။မှောက်ရက်လဲကျသွားတဲ့ Daredevil ရဲ့နောက်ကျောကို Punisher ကခြေထောက်နဲ့ကန်ပါတယ်။ Daredevil ကတော့ Punisher ရဲ့ခြေချင်းဝတ်ကိုလက်နဲ့ဖြတ်ရိုက်ပစ်ပါတယ်။ The Jackal ကတော့ထောင်ထဲမှာအချွေအရံအသစ်နဲ့ TV ပေါ်က Punisher ရဲ့သတင်းတွေကိုထိုင်ကြည့်နေခဲ့ပါတယ်။ Hammerhead ဂိုင်းကလူတွေကရဲတွေကိုတိုက်ခန်းအပေါ်တက်ကနေဘုံထိုင်ကျဲနေတာကိုရဲတွေက Punisher ကျဲတယ်လို့အထင်မှားနေကြပါတယ်။ Daredevil နဲ့ Punisher ရဲ့တိုက်ပွဲကလည်းပြင်းထန်လာပါတယ်။ Punisher က Daredevil ရဲ့လက်မောင်းကိုထုံအောင်ရိုက်တယ်။ Daredevil ကလည်း Punisher ရဲ့ညိုသကြီးကိုဖျက်ကန်ပါတယ်။ကောင်လေး Martin ကမခံစားနိုင်တဲ့အခါမှာတော့ Daredevil နဲ့ Punisher တို့နှစ်ယောက်လုံးကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်။ပြီးတော့နှစ်ယောက်စလုံးထိုးကြိတ်နေတာရက်ကြဖို့တောင်းဆိုလိုက်ပါတယ်။ Punisher ကိုမလွတ်ပေးရင် Daredevil ကိုပြစ်တက်မယ်လို့ Martin ကပြောပါတယ်။ဘာကြောင့်လဲဆိုတော့ Punisher က Martin ရဲ့မိသားစုကိုကူညီပေးခဲ့လို့ပါ။ Daredevil နဲ့ Punisher တို့နှစ်ယောက်လုံးကတော့ Martin ကိုတနက်ကိုအောက်ချလိုက်ဖို့ပြန်တောင်းဆိုနေပါတယ်။အဲ့ဒီအချိန်မှာတိုက်ခန်းပေါ်ကိုလက်နက်အပြစ်ကင်ထားတဲ့ Hammerhead ဂိုင်းကလူ9ယောက်တက်လာကြတယ်လို့ Daredevil ကအကြားအာရုံနဲ့အာရုံခံပြီးပြောလိုက်ပါတယ်။ Hammerhead ဂိုင်းကလူတွေအခန်းထဲဝင်လာတော့ shotgun နဲ့လှမ်းပစ်လိုက်တာ Martin ကိုထိသွားခဲ့ပါတယ်။ Daredevil က shotgun ကင်ထားတဲ့ Hammerhead ဂိုင်းကကောင်ရဲ့လက်ထဲကတနက်ကိုလူပြီးပြန်ရိုက်ပါတယ်။ Martin က shotgun စာမိသွားပေမဲ့သူ့လက်ကလည်းတနက်မောင်းကိုဆွဲလိုက်တာကြောင့်ကြီးစံထွက်သွားခဲ့ပါတယ်။အဲ့ဒီကြီးစံက Daredevil ရဲ့ခါးပိုင်းကိုထိသွားခဲ့ပါတယ်။ Punisher လည်းဘေးမှာရှိတဲ့သူ့
တနက်ကိုဆွဲယူပြီးအခန်းရှိမှာစုနေတဲ့ Hammerhead ဂိုင်းကကောင်တွေကိုအကုန်ပြစ်တက်ပစ်ပါတယ်ရဲတွေလည်းမာတင်တိုက်ခန်းရှိတဲ့အပေါ်တက်ကိုရောက်လာခဲ့ပြီး Hammerhead ဂိုင်းကလူတွေကိုပြစ်ခတ်နှိမ်နင်းလိုက်ပါတယ်အခန်းထဲဝင်လာတော့မာတင်ဘေးနားမှာရောက်နေတဲ့ Punisher ကိုရဲတယောက်ကပြစ်လိုက်ပါတယ် Punisher လည်းထိသွားတော့ Daredevil ကရဲတွေကိုဆက်မပစ်ဖို့ပြောလိုက်ရပါတယ်မာတင်ကသေသွားခဲ့ပြီး Punisher ကိုတော့ရဲတွေကဝိုင်းဖမ်းလိုက်ကြပါတယ်ရဲတွေက Punisher ကိုတနက်တွေနဲ့ဝိုင်းချိန်ထားကြပြီး Punisher ကတော့ဒဏ်ရာတွေအပြည့်နဲ့ဒူးထောင်နေရပါတယ်ဆေးရုံတက်နေရတဲ့မာတင်ရဲ့အမဖြစ်သူ Mary ကတော့ထောင်ထဲရောက်နေတဲ့ Punisher စီကိုကျေးဇူးတင်ကြောင်းစာတွေဇက်တိုက်ရေးပို့နေခဲ့ပါတယ်Punisher ကိုတူနာပြူတယောက်ကဆေးတောက်ချိန်ရောက်လို့ဆေးလာတိုက်ပါတယ်ဒါပေမဲ့ငတုံးမဟုတ်တဲ့ Punisher ကဆေးကိုတူနာပြူရဲ့ပါဇက်ထဲပြန်ထည့်ပြီးမျိုးချခိုင်းလိုက်ပါတယ်အမှန်တော့တူနာပြူက Jacket ရဲ့လက်အောက်ကလူဖြစ်ပြီး Punisher ကိုတိုက်မဲ့ဆေးထဲမှာအစိတ်ထည့်ထားတာဖြစ်ပါတယ်တူနာပြူလည်းအစိတ်မိပြီးရှော့သွားခဲ့ပါတယ်ထောင်အပြင်ကရဲတွေကလည်း Jacket လက်ထိုးထားတဲ့သူတွေဖြစ်တဲ့အတွက်မတိကျအောင်ဆောင်ပေးနေပါတယ် Punisher ကတော့ Jacket ကိုတပ်ပစ်ဖို့ထောင်ထဲမှာတွေးနေရင်ဇက်သိမ်းသွားခဲ့ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြတာပေါ့ဗျာ